New Hero လာကိုကန်ကြည့်ပြီလား။ လက်ဖန်ကိုသားပြုအနေနဲ့ထုတ်လိုက်တဲ့လက်ပူကကိုရိုင်းစောကြည့်ရတော့တော်တော် strong ဖြစ်တယ်။သူ့နာမည်ကလာပူအော်တော့ကင်ရဲ့109ကောင်မြောက် hero တစ်ပါ။ရင်းစောဘာမှမပြောခင်အသေးလေးနေ follow လေးနှိပ်ခဲ့ပေးပါဦး။ဒီဗီဒီယိုမှာတော့လက်ပူကိုဘယ်လိုကန်ရမလဲဆိုတာကိုလွယ်ကူလုံးရှင်းပြပေးပါမယ်။ပတ်စစ်ကိုဒီတေးကြပြောမနေတော့ဘူး။မြန်မာလိုပဲမှာ See base favor လို့ခေါ်တဲ့လက်ပူရဲ့ပတ်စစ်ကလက်ပူကိုရိုင်းအတွက် physical နဲ့ magical defense တိုးတာပါ။ဒါအပြင်အနီးနားမှာရှိတဲ့ head အနည်းဆုံးဖြစ်တဲ့ teammate တယောက်ကိုတူညီတဲ့ physical နဲ့ magical defense ကိုတိုးပေးပါတယ်။ဒါကပဲတင်းရဲ့အပြော့ hero ဖြစ်တဲ့ Masman နဲ့ Mayuri ကိုပို့ပြီးတော့ survive ဖြစ်စေမှာပါ။ teammate တယောက်မှမရှိဘူးဆိုရင်တော့လာပူကိုရိုင်းပဲ extra physical နဲ့ magical defense ကို 50% ရမှာဖြစ်ပါတယ်။ Scale 1 Torrential Blade ရိုးအမြန်ခုံရင်တော့ဒါနဲ့လာချမ်းပုံစံခုံရမ်းလိုက်မှာဖြစ်ပြီးအဲ့ဒီ rate အတွင်းမှာရှိတဲ့ enemy ကို damage ပေးမှာပါ။ slow fall လည်းပါတာမလို့ enemy ကိုနှီးခွေးနီးစေအောင်ပါ။ Roma ရဲ့ damage မလို့အရန်ကြီးတော့မမျော်လင့်နဲ့။ Scale 1ကိုခက်ကြဖိတ်ချင်ပြီးလွတ်လိုက်ရင်တော့ဒါနဲ့လှမ်းပစ်လိုက်မှဖြစ်ပြီးမြေပြင်ပေါ်စိုက်နေမှာပါ။ကိုချိန်ဖြစ်တဲ့ဒါက enemy ကိုကြည့်ရ damage အနည်းငယ်နဲ့နှီးနေစီမှာဖြစ်ပြီး Scale 1ခုတောင်ပြည့်တာနဲ့ပြန်ပြောက်သွားမှာပါ။ဒါပြက်လိုက်ပြီလို့အိမ်သားသွားရင်တော့ဒါကို auto ပြန်ကောက်သွားမှာဖြစ်ပြီးဒီဒါကိုကောက်ယူလိုက်တာလက်နဲ့ပတ်လက်မှာရှိတဲ့ enemy ကို additional damage ထိပြီး knockback ဖြစ်စေမယ်။ knockback ဆိုရ enemy ကိုခဏတာ stun ပြီး main နေစေတဲ့အပြင်အနည်းငယ်နောက်ကိုရွေ့သွားမှာပါ။ဒါအပြင် T ရဲ့ enemy ကိုလည်း physical defense short စေတဲ့အပြင် slow ဖြစ်စေပါမယ်။နောက်တစ်ခုကကြတော့ scale TV 2 second အတွင်းမှာလည်း enemy ရဲ့ physical defense ကို50 unit ထိ short ချပေးအောင်မှာဖြစ်ပါတယ်။ပြောရရင်တော့ scale 1ကလာပူရဲ့အဓိက main scale ပါ။ Scale 2 Islands Pleasant Scale 2ကတော့ crowd control scale ပါ။လာပူရဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ enemy ကိုလေပေါ်မြောက်တင်လိုက်မှာပေါ့နော်။လေပေါ်တင်ပြီးမှ enemy ကိုခဏတာ slow effect ပေးမယ်။သူ scale ကိုblink လို့ဖြစ်နေတာ။ official test လို့ရတယ်လို့ပြောထားတာကြောင့်တိုင်းကနဲ့တွန်းတာနဲ့နရံတွေကြော်လို့ရမှာဖြစ်ပြီး crowd control ဆိုတာ landscape ပါတာကြောင့်ကိုချိန်နဲ့ direction တစ်လျှောက်မှာရှိတဲ့ enemy buff mini ရဲ့တေးလေးတွေဟာအစားလေပေါ်မြောက်တက်သွားမှာပါ။ Scale 2ကလာပူရဲ့တစ်ခုစီတော့ Dust Scale ဖြစ်လို့တခြားလေးတော့မလို့လိုပါတယ်။ Scale 3တော့မဟုတ် Ultimate Regency လာပူရဲ့ ultimate scale ကသူ့ရဲ့အသက်လို့တောင်ပြောလို့ရပါတယ်။နောက်ဆုံး ultimate ကကြတော့ stand နဲ့ damage အကြီးစားပေးတဲ့ scale ပါ။အဲ့ဒီသုံးလိုက်တဲ့အခါမှာလမ်းကြောင်းတစ်လျှောက်က enemy တွေကို physical damage 900နဲ့တစ်စက္ကန့်အကြာသေးပေါ်မြောက်စေမှာဖြစ်ပါတယ်။ enemy တွေရဲ့ spell သုံးတာကိုလည်းပြောင်းအောင်လုပ်နိုင်ပါတယ်။အဲ့ဒါနဲ့လည်းမပြေးသေးပါဘူး။အဲ့ဒီရိုက်ထားလိုက်တဲ့လမ်းကြောင်းကလည်း5စက္ကန့်လောက်အခွဲနေပြီးတော့အဲ့ဒီအပေါ်က enemy တွေကိုအချိန်တိုင်းမှာ damage ထိပြီး 30% slow ဒီမှာလည်းဖြစ်ပါတယ်။ ultimate ကိုမသုံးရင်လာပူမှာလက်နက်မရှိဘူးဆိုရင်လာပူရဲ့လက်နက်ကချက်ချင်းပြန်ရောက်လာမှာဖြစ်ပါတယ်။လာပူရဲ့ ultimate က damage crowd control နဲ့ initiate လုပ်နိုင်တာကိုပေါင်းစပ်ထားကြမှာ။ team fight တွေအတွက်လုံးဝကိုအရေးပါပါတယ်။အဲ့ဒါအနေနဲ့တော့ဒီကန် item တော်တော်ကြီးကောင်းပါတယ်။လာပူက damage သိမ့်မထွက်ဘဲနဲ့အမှားဆော့ပေးတာဆိုတော့ကွက်တီပါတယ်။သူကလာပူရဲ့ guide လေးကတော့ဒီလောက်ပါပဲ။စုံးနီးကြည့်ပေးကြတဲ့တယောက်ချင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲနောက်ဗီဒီယိုမှာတွေ့ကြပါပေါ့။